Bruno ကိုခေါ်မယ်ပြီးရင်ချန်ပီယံလိယူမယ်ဆိုတဲ့ company အားလုံးပဲမင်္ဂလာပါစစ်ပိုင်လုံး online ကျမှာအကစားသတင်းများကိုနေ့စဉ်တင်ဆက်ပေးနေပါတယ်ဘောလုံးပွဲတွေကိုကြီးပါယူကြီးစိတ်ချသောစောကစားလုပ်ပါကစစ်ပိုင်လုံးအင်ဂျန်တို့လာရောက်စောကစားနိုင်မှာကြောင်းသတင်းကောင်းပါရပါတယ်အကောင်းဆုံးဝန်ဆောင်များနဲ့စောင့်ကြိုးနေပါတယ်ခင်ဗျာဘိုင်မီနစ်အသင်းရဲ့နေပြချုပ်ဖြစ်သူ company ကတော့ချန်ပီယံလိဆိုပလာကိုရယူခြင်းနေပါပြီလူငယ်နီးပြလေးဖြစ်သလိုစိတ်အားထက်သန်မှုများစွာကိုလည်းတွေးမြင်နေရပါတယ်ဒီထဲမှာသူမျက်စိအကျဆုံးသောကစားသမားက Bruno Fernandes ပါပဲသူတို့ပိုင်မီနစ်အသင်းမှာကဒေဂျေကျဲကိုသွန်းဆက်ကြီး Harry Kane ရှိတယ်ဒီလိုကိုသွန်းဆက်ကြီးနဲ့ဂိုးတွေကိုဖန်တီးမှုမြင်မာစွာပြုလုပ်ပေးတဲ့ Bruno Fernandes တို့သာပေါင်းဆက်လိုက်ရင်သူတို့အသင်းကိုဥရောပမှာတားဆီးနိုင်ဖို့ဆိုတာမျိုးကဘယ်အသင်းအတွက်မှမလွယ်ကူတော့ပါဘူး Harry Kane ကဒီနေ့ရာသီပိုင်မီနစ်အသင်းအတွက်ပြိုင်ပွဲစုံစုစုပေါင်း62ဂိုးထိတင်ယူပေးထားနိုင်ခဲ့တာပါတေချာတစ်ခုက Bruno သာဘိုင်မီနစ်အသင်းကိုရောက်ရှိသွားခဲ့ရင်ဘိုင်ယန်ရဲ့တိုက်စစ်အရှိန်ကိုအသင်းကိုပိန်တက်ပေးလိုက်တယ်လို့ဖြစ်နေမှာဖြစ်တယ်လို့ကြားကိုအတောင်ပံတက်ပေးလိုက်တယ်လို့လည်းဖြစ်နေမှာပါHarry Kane ကကြားဆိုရင် Bruno Fernandes ကအတောင်ပံတစုံပါပဲဒါဟာတွေးကြည့်ရုံနဲ့ကိုအင်မတန်မှကြောက်စရာကောင်းလွန်းတဲ့ဘိုင်ယန်ရဲ့တိုက်စစ်ကြီးဖြစ်လို့နေခဲ့ပါပြီတကယ်လဲထိတ်လန့်စရာကောင်းလွန်းနေပါလေတစ်ဖက် United ဘက်ကိုတွေးကြည့်ရမယ်ဆိုရင်လည်း United ကနောက်နေ့ရာသီမှာ Champions League ကစားရမယ်ဒီတော့သူတို့အသင်းဘက်ကလည်းသူတို့ရဲ့အဓိကကစားသမားလေးဖြစ်တယ်လို့သူတို့အသင်းရဲ့အသင်းကောင်းဆောင် Bruno Fernandes ကိုလုံးဝလက်လွတ်မှာတော့မဟုတ်ပါဘူးအကယ်၍ရှေ့ကပြောဆိုခဲ့သလိုဘိုင်မီနစ်အသင်းကိုသာ Bruno Fernandes တယောက်ရောက်ရှိသွားခဲ့ရင်တေချာပေါက်နောက်နေ့ Champions League ဆိုပလာကဘိုင်မီနစ်အတွက်ပဲဆိုတာမြေကြီးလက်ခွတ်မလွယ်ပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒါလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့သက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အစုံလေးနားဆင်အားပေးခဲ့ကြတဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးထူးပဲတင်ရှိပါတယ်ခင်ဗျာ